နော်ပြောစရာရှိတယ်ခဏလေးနားထောင်ပြီနော်မလေးမအောင်လေးရမ်းချစ်တာပဲလူချစ်လဲဆိုတော့မအောင်လေးမလေးတန်မိုးထားပြီးတော့ချစ်တယ်လေးနဲ့ထားပြီးတော့လည်းချစ်တယ်အရာရာအားလုံးမအောင်နားလည်းပြီးတယ်ခွင့်လို့ပြီးတယ်နောက်တဲ့ဆိုရင်မှဘယ်တော့မှအနားမရဘူးနော်တခြားလူဆိုလို့မရအောင်နော်ဟာနည်းနည်းလေးမှအကြောမခါနောက်ဆိုရင်တော့မှအရာအားလုံးအဆုံးပြီးလာနော်ဟာလေမောင်နဲ့ဘူးစီပြောရင်မောင်မင်းသားလေးကြည့်ပြီးတော့စကားပြောတာရှင်းနေခေါက်လိုက်တာမဘွားလေးကမောင်နဲ့တွေ့တော့မှရှင်းလာတာမောင်ရဲ့စစ်တေးကိုမောင်သိစေချင်တယ်မချစ်တဲ့စစ်တေးကိုလည်းမောင်တန်မိုးထားပေးပါနော်အထင်မသိလိုက်ပါဘူးမောင်ချင်လို့ပါဒီမှာတော့တစ်ခါမှတော့မမြင်ဘူးလားမောင်ကငါသိစစ်တာနော်မောင်လည်းမပတ်ဘူးရှုံးပါတယ်တစ်ခါတည်းတော့တုံးတူလာပေါ့လို့မဆောက်တဲ့တော်တွေကိုမောင်ကပြစ်မတင်ပေးဘူးနော်တခြားစပင်းအရှိကြီးနေကြတော့ကောင်မလေးကြတော့မောင်ပြစ်တင်ပေးအဲ့တော့မှတုံးတူမိတာပေါ့လို့စိတ်ဆင်းနေနော်ရှစ်လို့အဲ့ဒါလာပြောတာခဏ